အားလုံးမင်္ဂလာပါလှိုင်သာယာထန်းတပင်မြို့နယ်ရွှေလင်မန်းစက်မှုဇုံတည်ရှိရာရခိုင်ရိုးကြီးရွာမှာတည်ရှိတဲ့15ပေ35ပေတစ်အိမ်လေးတစ်လုံးကိုကျွန်တော်အယောင်းတင်ပေးလိုက်မယ်ဗျဒီအိမ်လေးကဆိုးရမီတာတော့မပါသေးဘူးဗျအိမ်ရဲ့အပေါ်မှာဆိုလာတပိသားရှင်ပြီးဆုံးလို့တော့ပြောလို့ရတယ်ဗျ24နာရီမီးကြိုက်သုံးလို့ရမယ်ဗျအရှိမဆိုလဲကုံလေးလန်းခင်းပြီးသားအုတ်ခုံလောင်းပြီးသားပန်းပင်လေးတွေရှိမယ်လမ်းကျယ်မယ်လမ်းကောင်းမယ်ကျွန်တော်အိမ်ရဲ့အတွင်းပိုင်းလေးကိုပြပေးမယ်ဗျအိမ်လေးကတော့အသင့်တက်နေလို့ရမယ်ဗျဒါလေးကအထက်မှာပစ္စည်းလေးတွေဆင်ထားတယ် power station လေးတွေဆင်ထားတယ်ဗျ24နာရီမီးသုံးလို့ရမယ်ဗျရေခဲတစ်တာထမျိုးပေါင်းကိုအကုန်သုံးလို့ရမယ်ဗျအိမ်လေးကအိတ်ခမ်းလေးတစ်ခမ်းလဲပါမယ်အိတ်ခမ်းလေးရှိမယ်ဗျတစ်အိမ်လေးပြင်ခင်းရှိမှဆိုလဲအုတ်ခုံလေးလောင်းထားတယ်ဗျပန်းပင်လေးအလားပင်လေးတွေလည်းပါမယ်လမ်းလေးလည်းကောင်းမယ်လမ်းလေးလည်းကျယ်မယ်အိမ်လေးကလည်းအတောင်တင်းလေးဗျအိမ်လေးကတစ်အိမ်လေးအိမ်ကျယ်လေးကတော့15ပေ35ပေလေးဒီမှာဒါကတော့ရီမော်တာမဆင်ရသေးလို့ဗျဆိုလာကတော့ဆင်ပြီးသွားပြီပြီးရင် power station လေးနဲ့ရီမော်တာမောင်းလို့ရမယ်ရေခဲတစ်တာအစုံသုံးလို့ရမယ်ဗျဒီအိမ်လေးရဲ့ဈေးနှုန်းလေးကတော့ပိုင်ရှင်တိုက်ရိုက်360ညှိနှိုင်းဈေးလေးကတော့ပါလေးရှိမယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ